Hello အားလုံးပဲမင်္ဂလာပါရှင် KSR Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတလောကျမကမိတ်ဆွေပေါင်းသေးနေနဲ့စုံတဲ့အချိန်မှာဆွေးနွေးဖြစ်တဲ့အကြောင်းအရာလေးကတော့အလုပ်ပြောင်းတာကောင်းတယ်နဲ့မကောင်းဘူးဆိုတဲ့အကြောင်းကိုဆွေးနွေးဖြစ်ပါတယ်ပြောပြခြင်းနဲ့အကြောင်းအရာကတော့အလုပ်ပြောင်းတာကောင်းတယ်နဲ့ကောင်းတယ်ဖြစ်ပါတယ်ရှင်မိတ်ဆွေတငယ်ချင်းတွေထဲမှာအလုပ်ပြောင်းခြင်းတဲ့လူတွေရှိတယ်လို့အလုပ်မပြောင်းနဲ့လည်းလက်ရှိအလုပ်မှာပဲ9နှစ်10နှစ်15နှစ်25နှစ် long service နဲ့လုပ်နေတဲ့သူတွေလည်းရှိပါတယ်ရှင်ကျွန်မအနေနဲ့ကတော့လုပ်တဲ့ပတ်တန်းတစ်လျှောက်မှာပထမ10နှစ်ကတော့အလုပ်ပြောင်းတာမကောင်းဘူးဆိုရင်အကပါပြောရရှင်။အကြောင်းအလုပ်ပြောင်းတာမကောင်းဘူးလို့ပြောရတယ်ဆိုလို့ရှိရင်လက်ရှိလုပ်နေတဲ့အလုပ်မှာအဆင်ပြေလို့ပဲဖြစ်ပါတယ်။အခြေခံချက်ကတော့အချက်5ချက်နဲ့ကိုက်ရင်အလုပ်ပြောင်းတာမကောင်းဘူး။အလုပ်ကိုလက်ရှိလုပ်မှာလည်းလုပ်တင်နေလို့ကျွန်မအနေနဲ့ကတော့ကိုထွေးအနေနဲ့ပြောပြချင်ပါတယ်။ချက်ကဘာလဲဆိုလို့ရှိရင်เนาะ working management working environment number of salary နဲ့ scope of work နဲ့ skill improvement လို့ဖြစ်ပါတယ်ရှင်ပထမဆုံးအချက်ကတော့ working management ဖြစ်ပါတယ် working management ဆိုတာတော့ကိုယ့်ရဲ့ management ပေါ့နော် boss အထက်လူကြီးကသဘောကောင်းတယ်ကိုယ့်ပေါ်မှာနားလည်မှုပေးတယ်မဆူဘူးဆိုရင်တော့အဲ့ဒီအလုပ်ပါဆက်လုပ်တင်ပါနံပါတ်2အချက်ကတော့ working environment ဖြစ်ပါတယ် working environment ဆိုတာကိုယ့်ရဲ့အလုပ်တူတွဲလုပ်တဲ့ colleague ပေါ့နော်အဲ့ဒီ colleague တွေကအရန်ကောင်းတယ်ကိုယ့်ပေါ်ရိုက်ပြမှုလည်းရှိတယ်နားလည်မှုလည်းပြီးတယ်အလုပ်ကို sharing လုပ်ပြီးရဆိုရင်တော့အဲ့ဒီအလုပ်ကမဆက်လုပ်တင်ပါတယ်ရှင်နံပါတ်3အချက်ကတော့ salary ဖြစ်ပါတယ် salary ကလည်းတန်းတူဖြစ်တယ်ပြီးလို့ရှိရင် performance bonus annual bonus တွေပေးမယ်ဆိုလို့ရှိရင်လည်းဆက်လုပ်တင်ပါတယ်နောက်တစ်ခုက scope of work scope of work ကအလုပ်ကပထမနှစ်ဒီမှာလည်းဒီအလုပ်ဖြစ်တယ်နောက်ပြီးလို့ရှိရင်ကိုကတခြားimprovement ဖြစ်စီမဲ့အလုပ်တွေမှာလုပ်ရမယ်ဆိုရင်တော့ဆက်လုပ်ဖြစ်တယ်ကျမအနေနဲ့ကတော့ပထမအလုပ်လုပ်ခဲ့တဲ့10နှစ်မှာ first year နဲ့ second year မှာ okay တယ်ဘယ်လိုလဲဆိုတော့basic level ကno experience ကသွားတဲ့အတွက်ကြောင့် learning လုပ်စရာတွေများတယ် second year နဲ့ third year မှာဆိုရင်လည်းပို့ပြီးတော့ learning လုပ်စရာတွေကပိုများလာတယ်ပို့ပြီးတော့ authority submission တွေတခြား scope တွေ design တွေကိုလေ့လာရတော့ကောင်းတယ် fourth နဲ့ fifth year ရောက်တဲ့အခါမှာကျတော့ BCA မှာ diploma course တွေတက်ရတယ်ပြီးလို့ရှိရင်တခြား meeting တွေကိုသွားတဲ့အတွက်ကြောင့် scope of work က okay ဒါပေမဲ့7 year နဲ့8 years ရောက်တဲ့အခါမှာတော့ scope of work က boring ဖြစ်လာတယ်ဘာဖြစ်လို့လဲဆိုတော့ system တစ်ခုတည်းကိုပဲနှစ်ရှည်လာများလုပ်နေရတဲ့အတွက်ကြောင့်ကိုယ့်ခံစားရတယ်ဒီတစ်ခုတည်းမှာပဲဆိုလို့ရှိရင် scope of work ကကျင်းသွားမယ်ဆိုပြီးတော့ကျမကအလုပ်ပြောင်းတာကောင်းတယ်ဆိုတဲ့ဘက်ကိုစဉ်းစားပြီးတော့အလုပ်ပြောင်းလိုက်ပါတယ်ရှင်အခုကျမကြည့်နေတဲ့သူတွေထဲမှာလည်းအလုပ်တစ်ခုမှာရေရှည်လုပ်နေတဲ့သူတွေရှိကြပါတယ်ဒါပေမဲ့ဒီအချက်5ချက်နဲ့အဆင်ပြေသေးတယ်ဆိုရင်တော့ဆက်လုပ်ဖို့ကြံပေးချင်ပါတယ်တကယ်လို့ scope of work ကဒါကြီးပဲလုပ်နေရတယ်ကိုယ့်ရဲ့အထက်လူကြီးရတယ်ကိုယ့်ရဲ့ position ကို acknowledge မဖြစ်ဘူးဆိုရင်တော့အလုပ်ပြောင်းတင်တယ်လို့အကြံပေးချင်ပါတယ်ရှင်တချို့တွေကကြတော့အလုပ်ပြောင်းတာအဆင်ပြေပါမလားကိုယ့်ရဲ့တငယ်ချင်းတွေနဲ့မခွဲနိုင်ဘူးဒီလို environment မျိုးဟုတ်ပါမလားဆိုပြီးတွေးဖို့တတ်ကြပါတယ်ဒါပေမဲ့ပြောင်းတင်တယ်လို့စာမအနေနဲ့ကတော့ဒုတိယအလုပ်ကျမလုပ်ခဲ့တဲ့သက်တမ်းရဲ့ second half ပေါ့နော်8 years to 16 years မှာတော့ကျမကအလုပ်ပြောင်းတာကောင်းတယ်ဆိုတဲ့ဘက်ကိုဦးတည်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကအလုပ်ပြောင်းလိုက်ခြင်းအပြင်ရရှိလာတဲ့အကျိုးကျေးဇူး၄ချက်နဲ့ကိုက်ညီသွားလို့ပါအဲ့ဒီအကျိုးကျေးဇူး၄ချက်ကိုအခုပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့ဒီ၄ချက်ကတော့နံပါတ်1 working environment ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရောက်တဲ့ရက်မှာပြောအောင်လေတွေးတဲ့လူနဲ့တက်အောင်ပေါင်းဆိုသလိုပဲအဲ့လိုပြုလုပ်တက်လာပါတယ်တွေးတဲ့လူတွေနဲ့ခင်ခင်မင်မင်နေတက်လာတယ် personal relationshipကလည်းတော်တော်တိုးတက်လာပါတယ်ရှင်တကယ်ချင်းဟောင်းတွေနဲ့မခွဲနိုင်ဘူးဒီအလုံးမှာလောက်အောင်မှာဒီနေရာမှာထိုင်ရမှာဆိုတဲ့အစွဲတွေလည်းလွတ်လပ်သွားပြီးတော့အဲဒီအဖေလူပဲဖြစ်ဖြစ်ကြာရနေရမှာလုံးတက်လာပါတယ်အဲ့ဒါကနံပါတ်1အားသာချက်ဖြစ်နံပါတ်2ကတော့မတူညီရဲ့ working scope မှာအလုံးတက်လာပါတယ်ဘာ
ဖြစ်လို့လဲဆိုတော့ different flavor ပေါ့နော်တစ်က architecture firm မှာလုပ်ခဲ့တယ် structural firm မှာလည်း lead လုပ်ခဲ့တယ် M&E တွေမှာလည်းလုပ်ခဲ့တဲ့အတွက်ကြောင့်တကယ်လို့ concept တွေအကုန်လုံးကိုစဉ်းစားရတဲ့အခါမှာဆိုလို့ရှိရင် multidisciplinary ကိုလုပ်တတ်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကတော့အလုပ်ပြောင်းတာကောင်းတယ်ဆိုရယ်ဘက်ကရက်ဒီမှာဒါအဆင်ပြေတာဖြစ်ပါတယ်ရှင်မတုံးအချက်နေကတော့ salary ဖြစ်ပါတယ် salary ကို survey လုပ်ကြည့်မယ်ဆိုရင်ကျမရဲ့ပထမ8နှစ်ရဲ့အစနဲ့နောက်ဆုံး improvement အပိုင်းကို differences လုပ်ကြည့်တာနဲ့8နှစ်ကနေပြီးတော့16နှစ်ယခုလက်ရှိကို survey လုပ်ကြည့်တဲ့အခါမှာ3ချိုးတချို့1:3 improvement ဖြစ်လာတာတွေ့ရတဲ့အတွက်ကြောင့်အလုပ်ပြောင်းတာကောင်းတဲ့ဘက်ကကျမကရက်တည်ပါတယ်ရှင်နောက်ထပ်နံပါတ်4အချက်အနေနဲ့ကတော့ topping ပေါ့နော် topping ဆိုတာကလူတွေကအလုပ်ပြောင်းတာကောင်းနေဆိုပေမဲ့လေကိုယ့်ရဲ့ skill ကို improvement ဖြစ်အောင်လုပ်ပါကိုယ့်ရဲ့ဓာတ်ကိုထပ်အောင်သွေးပါ skill ကို upgrading ဖြစ်အောင်လုပ်ပါလို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အရေးခဲမှုတစ်ခုမှာtopping မပါလို့ရှိရင်ဈေးရသိမ့်မရဘူးဘာဖြစ်လို့လဲဆိုတော့အယောင်အသွေးတွေဘာတွေမလှဘူးအဲ့ဒီအပေါ်က topping လေးတွေကိတ်မုတ်မှာဆိုလို့ရှိရင်လည်းအသီးလေးတွေ topping လေးတွေထည့်လို့ရှိရင်ပို့ပြီးလှပြီးတော့ပို့ပြီးတော့ဈေးကောင်းနဲ့ရောင်းလို့ရတယ်လို့ပဲကိုလည်းupgrade myself လုပ်ကြပါလို့အကြံပေးပါတယ်သင်တန်းတွေကိုတက်ပါ degree တွေကိုတက်ပါဘွဲတွေကိုရအောင်လုပ်ခြင်းအပြင် upgrade myself ဖြစ်ပြီးတော့လာစာ salary ကောင်းတဲ့အလုပ်မှာကောင်းမွန်စွာလုပ်နိုင်ကြပါစေဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးနှစ်ခုပေးထားမယ်အလုပ်ပြောင်းတာကောင်းတယ်နဲ့မကောင်းဘူးဆိုတဲ့ comment လေးကိုပေးထားမယ်အဲ့ဒီ comment ကလေးတွေမှာကြည့်ရှုတဲ့သူတွေကဘယ်ဘက်ကပါလဲဆိုတာကို voting လုပ်ပေးခြင်းအပြင်ကူညီပေးကြပါလို့ပြောချင်ပါတယ်အားလုံးကံကောင်းကြပါစေရှင် bye bye